ရုပ်သံအစီအစဉ်တင်ဆက်သူသဇင်နွယ်ဝင်းနဲ့ချစ်ကြိုက်နေတဲ့ဇွဲထက်ရွှေဆိုင်ရဲ့အငယ်ဆုံးသားအလုံးသိကြတဲ့အတိုင်းနိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ဟာဆိုရင်အခုချိန်မှာပရိသတ်တွေချစ်ခင်အားပေးခြင်းကိုခံနေရတာဖြစ်ပါတယ်။ဒါကလည်းဇွဲထက်ရွှေဆိုင်ကပစ္စည်းအည်တွေပြည့်မီရဲ့ရွှေတဲ့စိန်တဲ့ပစ္စည်းတွေကိုပဲရောင်းချတာဖြစ်တယ်လို့ဇွဲထက်ရွှေဆိုင်တထေးတွေကဘာသာရေးတာရဏရေးလုပ်ငန်းတွေမှာလက်မနေပဲပါဝင်လှူဒန်းနေရကြောင်းဖြစ်ပါတယ်။အထူးသဖြင့်တော့ပြီးခဲ့တဲ့ငလင်ဘေးမှာဇွဲထက်ရွှေဆိုင်ဟာအလှူဒန်းမျိုးစုံကိုလုပ်ခဲ့ရပါဒီလိုမျိုးဇွဲထက်ရွှေဆိုင်ဟာအလှူဒန်းနဲ့ဘာသာရေးတာရဏရေးလုပ်ငန်းတွေလှုပ်ဆောင်နေရကြောင်းလည်းဇွဲထက်ရွှေဆိုင်ပိုင်ရှင်တထေးတွေဖြစ်တဲ့ဦးဆန်းဝင်းဒေါ်ဝင်းမှာတာကြီးကိုစောစွာဝင်းသမီးလက်မတ်ထက်တင်ဆောင်အောင်နဲ့တားငယ်ကိုအောင်မြင့်မြတ်တို့ပရိသတ်တွေကချစ်ခင်အားပေးကြတာဖြစ်ပါတယ်။အခုခါမှာတော့ဇွဲထက်ရွှေဆိုင်ရဲ့အငယ်ဆုံးသားကိုအောင်မြင့်မြတ်ဟာနိုင်ငံခြားကနေပညာသင်လို့ရောက်ရှိလာပါပြီ။အထူးသဖြင့်ဇွဲထက်ရွှေဆိုင်ရဲ့တားငယ်လေးဟာရုပ်ရှင်တရုပ်ဆောင်မင်းသားတယောက်လိုချစ်စရာကောင်းနေပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကတော့သဘောကျကြပါတယ်။အခုချိန်မှာတော့ဇွဲထက်ရွှေဆိုင်ရဲ့တားငယ်လေးဖြစ်သူကိုအောင်မင်းမြတ်ဟာနာမည်ကြီးရုပ်သံအစီအစဉ်တင်ဆက်သူသဇင်နွယ်ဝင်းနဲ့ချစ်ကြိုက်နေရလို့သတင်းထွက်ပေါ်နေပါတယ်။ဒါအပြင်သဇင်နွယ်ဝင်းနဲ့ဇွဲထက်ရွှေဆိုင်ရဲ့တားငယ်လေးတို့ရဲ့ဓာတ်ပုံမှာပြန့်နှံ့သွားခဲ့ရဖြစ်ပါတယ်။ဒီလိုနာမည်ကြီးနှစ်ယောက်ရဲ့ဓာတ်ပုံလေးဟာနေနေလရွှေနေမြလိုက်ဖက်ညီနေရကြောင်းလေပရိသတ်တွေကပါသဘောတူနေကြတာဖြစ်ပါတယ်ရှင်။